မလေးမင်္ဂလာပါရှင်နန်းလေးအိမ်ချမ်းနေရပါမလေးဟုတ်မအမရွာမြေစစ်ကလေးရှိတယ်ဆိုလို့လာကြည့်တာဘယ်မြေကွက်လေးလက်ရှင်ဟောဒီဟာလေးပဲဟုတ်လားဒီဟာလေးကဒီဘက်လမ်းကို38ပေတင်မယ်ဟုတ်ကဲ့ဒီရွာလဲမိန်းလမ်းကို68ပေတင်မယ်ပေါ့နော်ဟုတ်ဒီကကုန်းသုံးတိုင်းပါလဲဖွင့်လို့ရတယ်ဒါလက်ဟောပြည်သာလက်ပံကုန်းရွာခေါ်တာပေါ့မရဟုတ်ကဲ့ဟုတ်လမ်းလေးပဲပေါ့လမ်းနေထားဟောပါဟောရွာမြေစစ်လည်းနီးလေးပဲနော်သူကလေးနီးဒါရွာလဲကောင်ပေါ့မရဟုတ်ကဲ့ဟုတ်ဒါလေးကို तू က800ပြောခိုင်းတယ်ရှော့တင်းပါပေါ့မရဟုတ်ကဲ့အော်နေရာလေးကမစိုးလမ်းလေးပဲဆိုရွာမြေစစ်မီးတိုင်လေးလည်းရောက်ပြီးတာနော်အိမ်လည်းချက်ချင်းဆောက်လို့ရအားလုံးမင်္ဂလာပါရှင်နန်းလေးအိမ်ချမ်းမြာပါကျွန်မခုရောက်ရှိမိတ်ဆက်ပြီးမဲ့နေရာလေးကတော့ဒီကမောင်လေးမိတ်ဆွေကြီးအပ်တဲ့ဒီလက်ပံကုန်းရွာမြေစစ်ကလေးကိုလာမိတ်ဆက်ပေးရပါရှင်ချမ်းအကျဲကတော့30ခွန်ပြီးလို့ရှိရင်ဒီဘက်အလျားမျက်နှာစာကတော့60ခွန်သူကလမ်းလေးဖက်ပေါက်ပါတယ်ရွာမြေစစ်ဖြစ်တဲ့အတွက်ရွာလေကောင်နေရာလေးလည်းကောင်းတယ်ဈေးဆိုင်လေးလည်းဖွင့်လို့ရတယ်ဈေးလေးကတော့800အပားညီနိုင်လေးဖြစ်ပါတယ်ဒါဒီမှာခြံထဲမှာဆိုရင်တစ်ပင်စိမ့်ဆူဆူလေးနဲ့အရန်ကိုတာယာတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ရှင်ထိုက်တန်တဲ့လူရပါစေ